theorem 3ကစက်ဝိုင်းတွင်ကစတုဂံရဲ့အတွင်းမျက်နှာချင်းဆိုင်ဓာတ်တစ်စုံပေါင်းလိုက်ပြီး180ဒီဂရီရှိတယ်အဲ့တော့ဒီမှာ obo ရှိတဲ့စက်ဝိုင်းမှာစက်ဝိုင်းတွင်ကစတုဂံ ABCD ဆွဲထားတယ်စက်ဝိုင်းတွင်ကစတုဂံဆိုတာအဲ့ဒီစတုဂံရဲ့ဓာတ်စွန်းမှတ်၄ခုလုံးဒီစက်ဝင်းပေါ်မှာရှိရမှာဖြစ်တယ်အဲ့တော့ပေးချက်ကစက်ဝိုင်းတွင်ကစတုဂံ ABCD တက်တိတ်ပြားမှာကဓာတ် A နဲ့ဓာတ် C ပေါင်းရင်180ဒါမှမဟုတ်ဓာတ် B နဲ့ဓာတ် D ပေါင်းရင်180ကြိုက်တာတက်တိတ်ပြားလို့ရတယ်အဲ့လိုတက်တိတ်ပြားဖို့အတွက်ဘဟိုကနေပြီးတော့ဓာတ်စွန်းမှတ်၄ခုလုံးနဲ့ဆက်လိုက်တဲ့အခါကျတော့အဲ့ဒီမြင်း၄ချောင်းလုံးပြီးအချင်းဝက်မြင်းတွေကြီးပဲဖြစ်တဲ့အတွက်အဲ့ဒီချင်းဝက်မြင်း၄ချောင်းတူတယ်ဒါကြောင့်မလို့နှစ်နာညီတတိကံ၄ခုရသွားတယ်အပွားနှစ်နာညီတတိကံမှာဓာတ်2000ကို alpha1 နဲ့ alpha2 လို့ပေးလိုက်မယ်ဒီဘက်ကနှစ်နာညီတတိကံမှာလည်းဘီတာ2နဲ့ဘီတာ1လို့ပေးလိုက်မယ်အောက်ကနှစ်နာညီတတိကံမှာလည်းဘီတာ1နဲ့ဘီတာ2လို့ပေးလိုက်မယ်ဒီဘက်ကနှစ်နာညီတတိကံမှာဂမ္မာ1နဲ့ဂမ္မာ2လို့ပေးလိုက်အဲ့တော့ဆွဲတာကအချင်းဝက်မြင်းနေအဲ့တော့ပြချက်မှာ AOBO CODO တို့ကိုဆွဲတယ်အဲ့ဒီဆွဲလိုက်တဲ့၄ချောင်းလုံးဒီအချင်းဝက်မြင်းနေဖြစ်လို့တူတယ်အဲ့တော့နှစ်နာညီတတိကံဖြစ်တဲ့အတွက် alpha1 ဒီ alpha2 နဲ့ညီတယ် beta1 ဒီ beta2 နဲ့ညီတယ် beta1 ဒီ beta2 နဲ့ညီတယ် gamma1 ဒီ gamma2 နဲ့ညီတယ်ပေါ့ AO နဲ့ BO ညီလို့ alpha1 ဒီ alpha2 နဲ့ညီတာဖြစ်တယ်အဲ့လိုပဲ BO နဲ့ CO ညီလို့ beta1 နဲ့ beta2 ညီတယ် DO နဲ့ CO နဲ့ညီလို့ theta1 နဲ့ theta2 ညီတယ်နောက်တစ်ခါကျတော့ရှေ့ဆုံးက AO နဲ့နောက်ဆုံးက DO နဲ့ညီလို့ AO နဲ့ DO နဲ့ညီလို့ gamma 1နဲ့ gamma 2ညီတယ်ပေါ့ပြီးတော့ဒီစတုဂံမှာနော်စတုဂံအနေနဲ့ပဲသုံးပါစတုဂံ ABCD မှာဓာတ်၄ဓာတ်ပေါင်းရင်360ဒီဂရီရှိတယ်အဲ့တော့ဓာတ်တွေမှာအစားသွင်းမယ်ပေါ့ဓာတ် A နေရာမှာ alpha1 နဲ့ gamma 1စားသွင်းထားတယ်ဓာတ် B နေရာမှာက alpha2 နဲ့ beta2 စားသွင်းထားတယ်ဓာတ် C နေရာမှာက beta1 နဲ့ theta1 စားသွင်းထားတယ်အဲ့လိုပဲဓာတ် D နေရာမှာ theta2 နဲ့ gamma 2စားသွင်းထားတယ်ပေါ့အဲ့တော့တက်သိပြားမှာကဓာတ် A နဲ့ဓာတ် C အဲ့တော့ဓာတ် A နဲ့ဓာတ် C ဆိုတော့ဓာတ် A ဆိုတာကဓာတ် BAD ဓာတ် C ဆိုတာကဓာတ် BCD အဲ့တော့ဒီအဝါရောင်လက်တံနှစ်ခုကြားမှာရှိတဲ့ဓာတ် A မှာက1နေကြီးပဲစားသွင်းတာလေအဲ့လိုပဲဓာတ် C ကိုလည်း beta 1နဲ့ theta 1လို့ပဲပေးထားတဲ့အတွက်ဒီတော့ပေါင်းခြင်းရဖို့လို့အတွက်1နေကြီးပဲသုံးပါပေါ့အဲ့တော့1တွေက2တွေနဲ့ညီအောင်အပေါ်မှာတက်တည်ပြထားပြီဒါကြောင့်မလို့ alpha 2နေရာမှာ alpha 1စားသွင်းမယ် beta 2နေရာမှာ beta 1စားသွင်းမယ် theta 2နေရာမှာလည်း theta 1စားသွင်းမယ် gamma 2နေရာမှာလည်း gamma 1အစားသွင်းမယ်ဒီလိုစားသွင်းနိုင်ဖို့လို့အတွက်အပေါ်မှာ1နေပြီး2တွေနဲ့ညီအောင်တက်တည်ပြထားပြီဖြစ်တယ်အဲ့တော့ gamma 1က2000ဖြစ်သွားတယ်လို့ alpha 1ကလည်း2000 beta 1ကလည်း2000 theta 1ကလည်း2000ဖြစ်သွားတယ်အဲ့တော့နှစ်ကိုဘုံထုတ်လိုက်တဲ့အခါမှာဘွင်းထဲမှာ gamma 1 plus alpha 1 plus beta 1 plus theta 1ဖြစ်သွားတယ်အဲ့တော့နှစ်ကိုညီမချင်းရဲ့အခြားတစ်ဖက်ကိုပို့လိုက်တဲ့အခါမှာ360ဒီဂရီကိုစားရမှာဖြစ်တယ်ပေါ့အဲ့ဒီမှာ alpha 1နဲ့ gamma 1နဲ့ alpha 1နှစ်ခုပေါင်းခြင်းဓာတ် A စားသွင်းလိုက်ပြီးတော့ beta 1နဲ့ theta 1ပေါင်းခြင်းကိုဓာတ် C လို့စားသွင်းလိုက်တယ်ဒီဘက်ကနှစ်ဒီဟိုဘက်ကိုပို့လိုက်တဲ့အခါမှာ360ဒီဂရီကိုစားတာဖြစ်တဲ့အတွက်ဓာတ် A ပေါင်းဓာတ် C 180ဒီဂရီဖြစ်တယ်ပေါ့နောက် theorem လေးက
စက်ဝိုင်းတစ်ခုမှာစက်ဝင်ပိုင်းတစ်ခုကဘိုးရင်းခံဆောင်ထားသောထောက်သည်အခြားစက်ဝင်ပိုင်း၌ခံဆောင်ထားသောထောက်ဤနှစ်ဆနဲ့ငါတူငါတာကိုတူကြောင်းသက်သေပြအဲ့တော့စက်ဝိုင်းတစ်ခုနော်ဒီမှာအိုရှိတဲ့စက်ဝိုင်းမှာစက်ဝင်ပိုင်းတစ်ခုကဆိုတာကဟောဒီ AB ဝင်ပိုင်းကိုပြောတာနော်ဒီ AB အဝင်ပိုင်းကနေပြီးတော့ဘိုးမှာခံဆောင်ထားသောထောက်သည်ဆိုတာကဟောဒီ AOB ဆိုတဲ့ထောက်နော်ဒီထောက်ကိုပါလို့ပေးလိုက်မယ်အခြားစက်ဝင်ပိုင်းတစ်ခုကခံဆောင်ထားသောထားရတဲ့စာအခြားစက်ဝင်ပိုင်းဆိုတာကစက်ဝင်ပိုင်း APB ဖြစ်တယ်အဲ့တော့အဲ့ဒီ APB မှာပေါ်မှာခံဆောင်ထားတဲ့ထားပါထောက် APB တရားတွေဒီတော့ခံဆောင်ထားလို့ပေါ့ဟောဒီဥမာကဘိုးခံဆောင်တော့ပြီးမှတ်မှာကခံဆောင်တော့နောက်တော့ဘီတာလို့ပေးလိုက်မယ်ဆိုပါလိမ့်သက်သေပြမှာက alpha ဒီဘီတာရဲ့နှစ်ဆဖြစ်ကြောင်းပြမယ်အဲ့လိုသက်သေပြတဲ့အခါမှာဘီတာနဲ့မပြပဲနဲ့နော်ဘီတာနဲ့တူညီတဲ့ထောက်ထောက်နဲ့ပြမယ်ပေးချချက်ကနောက်အိုဘိုးရှိတဲ့စက်ဝိုင်းမှာစက်ဝိုင်းပိုင်း AB ကဘိုးခံဆောင်ထောက်AOB နဲ့ခြားစက်ဝိုင်းပိုင်းမှာခံဆောင်ထားတဲ့ထောက် ABB ဘိုးခံဆောင်ထောက်နဲ့ခံဆောင်ထောက်ပြရတယ်သက်သေပြမှာကအဲ့ဒီဘိုးခံဆောင်ထောက်ဆိုတဲ့ထောက် AOB ခံဆောင်ထောက်ဆိုတဲ့ထောက် ABB ရဲ့နှစ်ဆဖြစ်ကြောင်းပြဖြစ်တယ်အဲ့လိုပြဖို့ဒီဘီတာနဲ့မပြပဲနဲ့ဘီတာနဲ့တူညီတဲ့ထောက်ထောက်ရှိတယ်ဘီတာကအဝင်းပိုင်း AB ကခံဆောင်ထားတဲ့ထောက်အဲ့လိုပဲအဝင်းပိုင်း AB ကနေခံဆောင်ထားတဲ့နောက်တစ်ထောက်ကိုဆွဲဖို့ဆို AO ကိုဆက်ဆွဲလိုက်တယ်ဆက်ဆွဲတဲ့အခါမှာစက်ဝိုင်းကိုအမှတ်တစ်ခုမှာပြလိုက်တယ်အမှတ်ကိုဒီလိုပေးလိုက်တယ်ဆိုပါလို့ဒါဆိုရင် AO ကိုဆက်ဆွဲရစက်ကို D9 ဆိုပြီးတဲ့အခါကျတော့ B နဲ့ D ကိုဆက်နောက်အဲ့တော့ BD ကိုဆွဲတယ်ပေါ့အဲ့လိုဆွဲလိုက်တဲ့အခါဟောဒီအဝင်ပိုင်း AB ရဲ့ခံဆောင်ထောက်တစ်ထောက်ထပ်ရလာတယ်ဒီထောက်ဒီနောက်ဟောဒီတတိခံမှာဟောဒီထောက်နောက်ဒီထောက်ကိုခံမှာလို့ပေးလိုက်တယ်အဲ့တော့သက်သေပြတဲ့အခါမှာ alpha ဒီ2မီတာဖြစ်ကြောင်းမပြပဲနဲ့ alpha ဒီ2ကံမှာနဲ့ညီကြောင်းအရင်ပြမယ်အဲ့တော့ဟောဒီတတိခံ VOD ကနှစ်နားညီတတိခံတစ်ခုဖြစ်တယ် DO နဲ့ VO ကအချင်းဝက်မြင်းတွေဖြစ်တဲ့အတွက်နှစ်နားညီကိုနှစ်ထောင်အဲ့တော့ဟောဒီကံမှာဆိုတဲ့ထောက် DBO ဆိုတဲ့ထောက်အဲ့ဒီထောက်ကိုတီတာလို့ကြည့်လိုက်ကံမာဒီတီတာနဲ့ဘာကြောင့်လဲဆိုတော့နှစ်နားညီကိုနှစ်ထောင်ညီတယ်ပေါ့အဲ့တော့နောက်တတိကံ AOD မှာနောက် BOD မှာနှစ်နားညီကိုနှစ်ထောင်ညီတယ် DO နဲ့ BO ကအချင်းဝက်တွေဒါကြောင့်မို့လို့ကံမာဒီတီတာနဲ့ညီတယ်နောက်တစ်ခါ alpha ကနော်ဒီတတိကံမှာပဲ alpha ဒီအနား DO ကိုဆက်ဆွဲလို့ဖြစ်ပေါ်လာတဲ့အပြင်တောက်ဖြစ်တယ်အဲ့ဒီအပြင်တောက်ဒီအတွင်းမျက်နှာချင်းဆိုင်ထောက်သစုံပေါင်းခြင်းနဲ့အတူတူပဲ alpha ဒီကံမာနဲ့တီတာပေါင်းခြင်းနဲ့ညီတယ်ပေါ့ alpha ဒီကံမာနဲ့တီတာပေါင်းခြင်းနဲ့ညီတယ်။ဘာကြောင့်လဲဆိုတော့ alpha ကတတိကံအပြင်တောက်ဖြစ်ပြီးတော့ကံမာနဲ့တီတာကအတွင်းမျက်နှာချင်းဆိုင်ထောက်သစုံဖြစ်တယ်။အဲ့ဒီခါမှာတီတာနေရာမှာတီတာနဲ့ညီတဲ့ကံမာကိုအစားသွင်းလိုက် alpha ဒီကံမာနှစ်ခုပေါင်းတဲ့အတွက်2ကံမာဖြစ်သွားတယ်။အဲ့တော့2ကံမာဖြစ်သွားတယ်။အဲ့တော့ကံမာကဘီတာနဲ့ညီတယ်။ဘာကြောင့်ညီရလဲဆိုတော့အဝင်ပိုင်း AB ရဲ့ခံဆောင်ထောက်ဖြစ်တယ်။ဝင်ပိုင်း AB ရဲ့ခံဆောင်ထောက်ကံမာရဲ့ဘီတာရဲ့ညီအဲ့တော့ဟောဒီ2ကံမာနေရာမှာ
နော်2ဘီတာလို့ပြင်လိုက်မယ်အယ်ဖာဒီ2ဂမ်မာနဲ့ညီတယ်ဂမ်မာဘီတာနဲ့ညီတယ်ဆိုတော့ဟောဒီဂမ်မာနေရာမှာဘီတာစားသွင်းလိုက်တဲ့ခါကျတော့အယ်ဖာဒီ2ဂမ်မာစား2ဘီတာဖြစ်သွားတယ်ပေါ့အဲ့တော့အယ်ဖာဆိုတာကထောက် AOB ဘိုခံဆောင်ထောက်ဘီတာဆိုတာကထောက် APB ခံဆောင်ထောက်ဒါကြောင့်မို့လို့ဘိုခံဆောင်ထောက် AOB ဒီ2 angle APB ခံဆောင်ထောက်ရဲ့နှစ်ဆနဲ့ညီတယ်ပေါ့